GED ပြီးသွားရင်ဘယ်လမ်းကြောင်းတွေကိုသွားလို့ရမလဲလမ်းကြောင်းတစ်ကတော့ USA က GED ကိုစပြီးလုပ်ခဲ့တာဖြစ်တဲ့အတွက်သူ့စီမှာသွားတက်မယ်ဆိုရင် chance လည်းများတယ်လက်ခံတဲ့တက္ကသိုလ်တွေလည်းများတယ်အဲ့တော့သူကသူ့လမ်းက GED ကိုလုပ်မယ်ပြီးရင် community college 2 နှစ်တက်မယ်အဲ့ဒီကနေ transfer လုပ်ပြီး university ကို2 နှစ်ဆက်တက်မယ်ပြီးရင် bachelor degree ရပြီဒုတိယလမ်းကတော့အာရှဘက်ကို join တာအာရှမှာတော့ Thai Malaysia Singapore တက္ကသိုလ်တိုင်းတော့မဟုတ်ဘူးတချို့တက္ကသိုလ်တွေမှာ GED ကိုလက်ခံတယ်အဲ့တော့ GED စမယ်ပြီးရင်သူလည်း foundation တက်ရတယ်တစ်နှစ်ဒါမှမဟုတ်တချို့ program တွေဆို2 နှစ် foundation ရှိတယ်များသောအားဖြင့်1 နှစ် foundation ဆိုလုံလောက်တယ်ပြီးရင် bachelor degree ဆက် join ရင်ရပြီသွားလာကြည့်ကုန်ကြကြည့်လည်းတက်တာတယ် cultural shock ကလည်းနေတယ်အာရှကျောင်းသားတော်တော်များများကတော့ဒီလမ်းကိုရွေးလေးရှိတယ် part 3အနေနဲ့ Australia Canada UK ဘက်ကို join တာဒီနိုင်ငံတွေမှာလည်း GED ကလက်ခံတယ်အဲ့တော့ GED နဲ့စမယ် foundation တစ်နှစ်တက်မယ် bachelor degree ယူမယ်အာရှနဲ့ပုံစံတူတယ်ပတ်ဖို့အနေနဲ့တချို့ကျောင်းတွေမှာ direct entry လက်ခံတာရှိတယ် GED ရှိထားတယ်ဆိုရင် bachelor degree တန်း join ရုံပဲဒီတွင် private တက္ကသိုလ်တော်တော်များများဟာ GED ရှိထားတယ်ဆိုရင် bachelor degree ကိုတန်းတက်လို့ရတတ်တယ်ဒါဆိုရင် GED ပြီးရင်ပြီးသွားပြီလားGED အပြင်ကို requirement တွေလိုပါသေးတယ်။ကျောင်းလျှောက်တော့မယ်ဆိုရင် GED school ပြရမယ်။ဒါကလည်း school ကမြင့်လေကောင်းလေပေါ့နော်။နောက်တစ်မျိုးက English လိုအပ်ချက်ရှိတယ်။ IELTS ပဲဖြစ်ဖြစ် Duolingo ပဲဖြစ်ဖြစ် TOEFL ပဲဖြစ်ဖြစ်ဖြေထားရမယ်။တချို့ကျောင်းတွေမှာဆိုရင်လုံးသက်တောင်းတာတွေရှိရယ်။ portfolio တည်ဆောက်ထားရမယ်။ကိုယ်ဘာတွေလုပ်ထားတယ်ဆိုတာတွေပြရမယ်။ပြီးရင် interview ဖြေရမယ်။တက်ရှိမှဆိုရင်တော့ GED pre-GED တန်းတွေကိုလိုအပ်တဲ့၄ဘာသာလုံးအတွက်ကျွမ်းကျင်ဆရာမများကသင်ကြားပေးနေပါတယ်။သတ်မှတ်ထားတဲ့ time frame တစ်ခုအတွင်းမှာကောင်းမွန်တဲ့ result ရအောင်တက်ရှိရဲ့ပေး messenger ကိုလာရောက်စုံစမ်းလို့ရပါတယ်